အားလုံးပဲမင်္ဂလာပါဒီကမိတ်ဆက်ပေးမယ့်နေရာလေးကတော့နည်းနည်းထူခြားတယ်ဒါကဝါသနာရှင်တွေလောက်ပဲသွားကြည့်မယ့်နေရာလေးကိုဝင်ကြီးလေးရှိပါတယ်သူကဝင်ကြီးရတဲ့နည်းဈေးများတယ်တယောက်ကိုဘတ်900ပေါ့နော်အဲ့တော့ဝါသနာမရှိဘူးဆိုရင်လည်းအဒမင်တို့နောက်မှတင်တဲ့အခါမှာကြည့်ပေါ့နော်ဒါကအမေရောက်ခဲ့တော့ရိုက်ခဲ့တာဒါကလေ့ကျင့်နေတဲ့အပွဲတွေပေါ့လေ့ကျင့်နေတဲ့ပွဲတွေဆိုတော့အရင်မမိုက်ပေါ့နော်တော့တကယ်ပွဲမှာဆိုတော့တော့အပီးပြင်ပေါ့အပီးအပြအမိုက်စာပွဲအကျန်းစာပွဲလာမှာပေါ့နော်ဒါကသူကနွားကိုလောလောဆယ်သူကပြန်ဖို့ဝင်ဖို့အတွက်ကိုလင့်ကျစ်ပေးနေတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီတော့ဒီပွဲလေးကအဝေးသွားကြလည်းမလုံးတော့မဲဆောက်မှာပဲမဲဆောက်မြို့နယ်နဲ့တိမ်မွေးဘတ်ဆန်ကွင်းလို့တိကျတဲ့နေရာနာမှာပါကဲအဒမင်ကကြီးညာပေးလိုက်ပြီဆိုတော့သွားတဲ့လူကလည်းသွားလိုက်ကြပါအောင်ဝါသနာမရှိဘူးဆိုတဲ့လူကတော့ပြန် share ထားပေးကြပေါ့နော်လေ့ကျင့်နေတဲ့အချိန်ဖြစ်တာတော့မှလေတော်ကြည့်လို့ကောင်းလားဒီနွားနှကောင်ကလုံးဝဘေးချင်းရှင်လိုက်တာလုံးဝခွေပြီးတော့အမိုက်စာတကယ်ပြန်ဝင်နေမှာတကယ်ကျန်းတဲ့အကောင်လေးရှိရဲ့ admin လေးဒါပေမဲ့ပြိုင်ပွဲမှာလေပြောပြအောင်မသား admin အတွေ့အကြုံဒါကွာလေဒီပွဲကိုရမ်းကြိုက်တာပေါ့အရမ်းကြိုက်တော့44မုံပွဲတော်မှာကွာအဲ့ဒါကိုအရမ်းကြည့်ချင်တော့လေသွားကြည့်တာဟာအဲ့နှကောင်ကလေရှင်ထိုးပေးတာတော့မှလုံးဝမခွေဘူးထွက်ပြေးရတဲ့ကောင်နဲ့တကောင်နဲ့နှကောင်စလုံးကမဖြစ်ချင်ကြထွက်ပြေးတာပေါ့ဟာအဲ့တော့ပွဲရနဲ့ပွဲပြောက်သွားသူက free ပွဲလဲပါပေါ့နော်အဲ့တော့အရန်အကျန်းစားအကောင်တွေမလာဘူးပေါ့ဆိုတော့ဒီလိုပွဲမျိုးတွေကြတော့အကျန်းစားအကောင်တွေနဲ့တွေ့ရမှာတော့က free ပွဲတွေကြတော့ကွာသူကတကယ်ဘယ်လိုပြောဆရာကြီးတွေမထုတ်လာဘူးပေါ့ဒါပေမဲ့ဒီလိုမျိုးပွဲတွေအခကျင်းဝင်နေပေးတဲ့ပွဲတွေကြတော့လုံးဝဆရာကြီးတွေထွက်လာပေါ့နော်သူ့မှာနာမည်ကြီးတဲ့အကောင်တွေကရှိပြီးသားပဲဟိုဒါမျိုးတွေကသူကလက်သက်မွေးတာတချို့အကောင်တွေဆိုတော်တော်မှလာတဲ့အကောင်တွေရှိတာပေါ့နော်အဲ့ဒီတော့ဒီပွဲကိုမှလုံးဝတီးတန့်ကြိုက်တဲ့ပွဲတက်ရှိရနော်အဲ့ဒီမျိုးလို့ပေါ့ဆိုတော့အဲ့ဒါမျိုးကိုလက်မလို့ပဲတော့ကြည့်ပါတကယ်လို့ကိုကရောက်နေတယ်မင်းဆောင်ရောက်နေတဲ့အချိန်နဲ့တိုက်တယ်ဆိုရင်ဒါမျိုးတော့ကြည့်တမှာပဲမြတ်အချင်းပေး